မိတ်ဆွေအခုကြည့်နေတဲ့ဗီဒီယိုကတနေ့ကိုအလုပ်ပို့လို့နိုင်မှုနည်းလမ်းတွေကိုပြောပြမယ်ဗီဒီယိုမဟုတ်ပါဘူးဒီဗီဒီယိုကကိုယ့်ဘဝကိုမှားတဲ့လမ်းပေါ်မရောက်အောင်ဘယ်လိုရွေးချယ်ရမလဲဆိုတာကိုပြောပြပေးမယ်ဗီဒီယိုဖြစ်ပါတယ်လူတွေကအချိန်မလုံလောက်ဘူးအလုပ်တွေအများများတယ်လုပ်ချင်တာတွေအများကြီးရှိပေမဲ့မလုပ်နိုင်ဘူးလို့ပြောတတ်ကြတယ်ဒါပေမဲ့တကယ်ပြန်စဉ်းစားကြည့်လိုက်ရင်ပြဿနာကအချိန်မရှိတာမဟုတ်ပါဘူးဘယ်အရာကိုအရင်လုပ်ရမလဲဆိုတာကိုမသိသေးတာဖြစ်နိုင်ပါတယ်လူတယောက်ကမြေပုံမပါတဲ့ခရီးကိုစထွက်လာရင်ဘလောက်ပဲမြန်နေပါစေလမ်းမနေတဲ့အတွက်လိုရာကိုဘယ်တော့မှရောက်မှာမဟုတ်ပါဘူးဘဝမှာလည်းဒီလိုပါပဲအလုပ်တွေအများကြီးလုပ်နေတာကတိုးတက်နေတယ်လို့မဆိုလိုပါဘူးအရေးကြီးတာကကိုလုံနေတဲ့အရာတွေဟာကိုဘဝကိုရှေ့ဆက်စေတဲ့အရာတွေလားဒါမှမဟုတ်နေ့ရက်တွေကိုပဲကုံဆုံးသွားစေတဲ့အရာတွေလားဆိုတာကိုသိဖို့ပါပဲဒီဗီဒီယိုမှာတော့ကမ္ဘာကျော်အချိန်စီမံခန့်ခွဲမှုပညာရှင် Hiram W. Smith ရေးသားထားတဲ့ The Natural Law of Successful Time Life Management အချိန်နဲ့ဘဝကိုအောင်မြင်သောစီမံခန့်ခွဲနိုင်ခြင်းနဲ့တဘာဝနည်းရမှာဆိုတဲ့စာအုပ်ထဲမှာကိုယ့်ဘဝရဲ့အရေးကြီးဆုံးစံတန်မှုကိုဘယ်လိုရှာမလဲရည်မှန်းချက်တွေကိုဘယ်လိုချမှတ်ရမလဲကြောက်ရွံ့မှုတွေကိုဘယ်လိုကျော်ဖြတ်ရမလဲပြီးတော့နေ့တိုင်းလှုပ်ဆောင်တဲ့အရာလေးတွေကနေဘယ်လိုဘဝတစ်ခုကိုတည်ဆောက်သွားနိုင်မလဲဆိုတာတွေကိုလက်တွေ့ဥပမာတွေနဲ့အတူမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတင့်ကိုအလုပ်ပို့လို့ဖို့တွန်းအားပေးမှာမဟုတ်ပါဘူးအတိတ်ပဲရှိတဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့မှန်ကန်တဲ့အရာကိုရွေးချယ်တတ်အောင်ပုံညီပေးမှာဖြစ်ပါတယ်ဒါဆိုရင်အချိန်ကိုစီမံခန့်ခွဲခြင်းတက်ပိုအရေးကြီးတဲ့အရာကဘာလဲဆိုတာကိုအတူတူစတင်လေ့လာကြည့်လိုက်အောင်အချိန်ကိုစီမံခန့်ခွဲခြင်းမတိုင်မီတည်ထားရမယ်အမှန်တရားအချိန်စီမံခန့်ခွဲမှုဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့လူအများစုရဲ့စိတ်ထဲမှာ to-do list တွေရေးတာ calendar တွေသုံးတာ planner တွေရေးတာအချိန်စရာဆွဲတာတွေကိုအရင်ဆုံးမြင်ကြပါတယ်ဒီຢာတွေကအသုံးမဝင်လို့ပြောတာမဟုတ်ပါဘူးတကယ်တော့ဒါတွေကအချိန်ကိုစီမံခန့်ခွဲတဲ့ကိရိယာတွေပါဒါပေမဲ့ကိရိယာကောင်းတစ်ခုရှိုံနဲ့ရလက်ကောင်းရလာမယ်လို့တော့အာမမခံနိုင်ပါဘူးဥပမာတစ်ခုစဉ်းစားကြည့်အောင်လက်ထဲမှာနောက်ဆုံးပေါ်ကင်မရာတစ်လုံးရှိတယ်ဒါပေမဲ့ဘာကိုရိုက်ချင်နေမှမသိဘူးဘယ်လိုပုံစံနဲ့ရိုက်မယ်ဆိုတာလည်းမသိဘူးအဲ့ဒီကင်မရာကအရန်ကောင်းနေရင်တော့မှတန်ဖိုးရှိတဲ့တပုံရလာဖို့ကအရန်ခက်ပါတယ်အချိန်စီမံခန့်ခွဲမှုကလေဒီသဘောတရားပါပဲ planner ကောင်းကောင်းရှိနိုင်တယ် reminder တွေလည်းထားနိုင်တယ် calendar ကိုလည်းအယောင်စုံနဲ့စီစဉ်ထားနိုင်တယ်ဒါပေမဲ့ကိုဘာအတွက်အသက်ရှင်နေတာလဲဘယ်အရာကကိုယ့်အတွက်အရေးကြီးဆုံးလဲဆိုတာကိုမသိသေးရင်အဲ့ဒီစီမံခန့်ခွဲမှုအားလုံးကအပြင်ပန်းမှာပဲလှပနေလိမ့်မယ်ဂျားလက်ကတော့မျှော်လင့်ထားသလိုဖြစ်လာမှာတော့မဟုတ်ပါဘူးဘဝကိုလမ်းညွှန်ပေးမဲ့အရာကပါလေစာရေးဆရာကအချိန်စီမံခန့်ခွဲမှုကိုမစခင်ကိုယ့်ဘဝကိုအရင်နားလည်ပါလို့ပြောထားပါတယ်အဲ့ဒီလိုနားလည်ဖို့အတွက်အရင်ဆုံးရှောက်ဖို့ရမယ့်အရာတစ်ခုရှိတယ်အဲ့ဒါကတော့ core value ဘဝရဲ့အခြေခံစံတန်ဖိုးများလူတိုင်းမှာစံတန်ဖိုးတွေရှိတယ်ဒါပေမဲ့လူအများစုကကိုယ်မှာဘာစံတန်ဖိုးရှိမှန်းမသိဘဲနဲ့အသက်ရှင်နေကြတာပါကိုယ်မှာတယောက်အတွက်မိသားစုကဘဝရဲ့နံပါတ်1ဖြစ်နိုင်တယ်နောက်တစ်ယောက်အတွက်ကကြတော့ကျန်းမာရေးကပိုပြီးတော့အရေးကြီးနိုင်တယ်တချို့အတွက်ကကြတော့လွတ်လပ်မှုပညာရေးဘာသာရေးလူမှုအကျိုးပြုမှုဒီအရာတွေကသူတို့ဘဝရဲ့အဓိကဦးတည်ချက်ဖြစ်နေတတ်တယ်ဒီစံတန်ဖိုးတွေကိုရှင်းရှင်းလင်းလင်းမသိထားတဲ့အခါဆုံးဖြတ်ချက်ချတိုင်းစိတ်ရှုပ်နေရပါတယ်ဘယ်အရာကိုယူရမလဲဘယ်အရာကိုညင်းရမလဲမသိရတော့အဲ့ဒီအချိန်မှာလူအများပြောတဲ့အတိုင်းလုံးမိလိုက်တယ်ဘဝညင်ကဖိအားပေးတဲ့အတိုင်းဆုံးဖြတ်မိတယ်နောက်ဆုံးကိုရွေးခဲ့တဲ့လမ်းကကိုတကယ်လိုချင်တဲ့လမ်းမဟုတ်ဆိုတော့နောက်ကြမှာသိလာတတ်ပါတယ်ကိုယ့်ရဲ့စံတန်ဖိုးကိုဘယ်လိုရှာမလဲဒါဆိုဒီ core value ကိုဘယ်လိုရှာမလဲပေါ့စာရေးဆရာကအလုံးရိုးရှင်းတဲ့နည်းလမ်းကိုပြောပြထားပါတယ်တိတ်ဆိတ်တဲ့နေရာတစ်ခုမှာဖုန်းကိုခဏချထားလိုက်စိတ်ကိုငြိမ်အောင်ထားပါပြီးတော့ကိုဒီမေကုန်းတစ်ခုမြင်ကြည့်ပါအဘဝမှာတကယ်အဆုံးရှုံးမခံနိုင်တဲ့အရာတွေကဘာတွေလဲပေါ့အဖြေကိုခေါင်းထဲမှာပဲမထားပါနဲ့စာရွက်တစ်ရက်ပေါ်မှာချရေးပါအားကြောင့်လဲဆိုတော့စိတ်ထဲမှာစဉ်းစားတာနဲ့စာရွက်ပေါ်ချရေးတာကလုံးဝမတူပါဘူးချရေးလိုက်တဲ့အခါကိုတန်မိုးထားတဲ့အရာတွေကပိုပြီးရှင်းလင်းလာတယ်အတွေးတွေကလည်းစနစ်တကျဖြစ်လာပါတယ်တချို့လူတွေကတော့ငါအတွက်မွေးကအရေးကြီးတယ်လို့ထင်တတ်ပါတယ်ဒါပေမဲ့သေချာချာရေးကြည့်လိုက်တဲ့အခါမွေးထက်မိသားစုကျန်းမာရေးဒါမှမဟုတ်စိတ်အေးချမ်းမှုကိုပူတန်မိုးထားလာတော့ကိုတွေ့ရတတ်ပါတယ်တခါတလေကိုမသိတာထက်ကိုမှားပြီးသိနေတာကပိုပြီးအနေနဲ့များပါတယ်ကိုယ့်ရဲ့စံတန်မိုးကိုတည်ထားခြင်းကဘာကြောင့်အရေးကြီးတာလဲကိုယ့်ရဲ့စံတန်မိုးကိုတည်ထားရုံနဲ့ဘဝကချက်ချင်းပြောင်းလဲတာမဟုတ်ပါဘူးဒါပေမဲ့ဘဝရဲ့ဆုံးဖြတ်ချက်တိုင်းကပိုပြီးရှင်းလင်းလာပါလိမ့်မယ်ဥပမာတစ်ခုကြည့်အောင်တနင်္ဂနွေနေ့မှာမိတ်ဆွေတယောက်ကခရီးသွားဖို့ဖိတ်တယ်တစ်ဖက်မှာတော့မိဘတွေကအိမ်ကိုလာစေချင်တယ်ဒီလိုချင်းနေမျိုးမှာလူတို့များဆိုရင်စဉ်းစားရခက်သွားတတ်ပါတယ်ဘယ်ဘက်ကိုယူရင်ကောင်းမလဲပေါ့ဘယ်ဆုံးဖြတ်ချက်ကမှန်မလဲ
ဒီမိကုန်းတွေကကောင်းထဲမှာလှည့်နေတတ်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့စံတန်မိုးကမိသားစုဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိထားပြီးသားဆိုရင်ဒီဆုံးဖြတ်ချက်ကအရန်လွယ်သွားပါတယ်ဘာကြောင့်လဲဆိုတော့ကိုဘာကိုဦးစားပေးရမလဲဆိုတာကိုသိပြီးသားဖြစ်နေလို့ပါနောက်ဥပမာတစ်ခုကြည့်အောင်လူတစ်ယောက်ကကျမကြီးကိုအရန်တန်မိုးထားတယ်ဒါပေမဲ့ညာတိုင်းအေးအေးပြတ်တယ်အစားအသောက်ဆိုလည်းမစိမ့်ကျင်ဘူးလေ့ကျင့်ခန်းလည်းမလုပ်ဘူးဒီလိုဆိုရင်သူပြောနေတဲ့စံတန်မိုးနဲ့သူလုံးနေတဲ့အပြုအမူကတစ်ထပ်ထက်မကြတော့ပါဘူးတကယ်တော့လူတစ်ယောက်ရဲ့စံတန်မိုးကိုသူပြောတဲ့စကားနဲ့မဆုံးဖြတ်ပါဘူးသူနေတိုင်းအချိန်ပေးနေတဲ့အရာကိုကြည့်ုံနဲ့သိနိုင်ပါတယ်တင်းရဲ့အချိန်ကဘယ်အရာကိုပေါ်ပြနေမလဲဒီနေရာမှာကိုရိုးရိုးသားသားမကြည့်သိချင်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်အတွင်းငါအချိန်အများဆုံးပြီးခဲ့တဲ့အရာကဘာလဲအလုပ်ပါလားဖုန်းထဲမှာလားလူမှုကွန်ရက်မှာလားအမိသားစုလားဒါမှမဟုတ်ကိုယ့်ရဲ့အနာဂတ်ကိုတိဆောက်ပြီးမဲ့တည်ယူမှုတွေလားဒီမိကုန်းရဲ့ဖြေကတင်းဘဝရဲ့ဦးစားပေးကိုပေါ်ပြနေပါတယ်အခါတလေမိသားစုကရေးကြီးတယ်လို့ပြောပေမဲ့တနေ့မှာ9မိနစ်တောင်မှစကားမပြောပြဘူးကျမ်းမာရေးကအရေးကြီးတယ်လို့ပြောပေမဲ့လေ့ကျင့်ခန်းလုပ်ဖို့အချိန်မပေးနိုင်ဘူးငွေကြေးလွတ်လပ်ချင်တယ်လို့ပြောပေမဲ့ငွေကြေးပညာနဲ့ပတ်သက်ပြီးတော့တစ်ပတ်မှာ10မိနစ်တောင်မလေ့လာဖြစ်ဘူးဒီလိုဆိုရင်ပြဿနာကအချိန်မရှိတာမဟုတ်ဘူးကိုတန်မိုးထားတယ်လို့ထင်ထားတဲ့အရာနဲ့ကိုတကယ်အချိန်ပေးထားတဲ့အရာမတူနေတာဖြစ်ပါတယ်အချိန်ဆိုတာဘယ်တော့မှမလိမ်ညာဘူးသင်ဘယ်အရာကိုတကယ်တန်မိုးထားသလဲဆိုတာသင်အသုံးချတဲ့ပုံစံကသက်သေပြနေပါတယ်ကိုပြန်မေးရမယ့်မျိုးပုံများဒါဆိုကိုယ့်ရဲ့စံတန်မိုးကိုပို့ပြီးရှင်းလင်းလာအောင်ဘယ်လိုလုပ်ရမလဲပေါ့စာရေးကြကကိုမေးခွန်းတွေမေးဖို့အကြံပြုထားပါတယ်ဒါပေမဲ့အဖြေမြန်မြန်ပေးဖို့မဟုတ်ပါဘူးအေးစစ်စစ်ထိုင်ပြီးတော့ကိုယ့်ဘဝကိုပြန်ကြည့်ဖို့ဖြစ်ပါတယ်ဥပမာငါဘဝမှာဘယ်အရာတွေဆုံးရှုံးသွားရင်အခံရဆုံးဖြစ်မလဲငါဘာလုံးနေတဲ့အချိန်မှာစိတ်ချမ်းသာမှုအရှိဆုံးလဲငါ့ကိုလူတွေဘယ်လိုလူမျိုးအဖြစ်မှတ်မိစေချင်တာလဲဒီနေ့ကငါဘဝရဲ့နောက်ဆုံးနေ့သာဖြစ်ခဲ့မယ်ဆိုရင်ဒီနေ့လုံးနေတဲ့အရာတွေကိုဆက်လုပ်နေဦးမှာလားဒီလိုမိကုန်းတွေကအဖြေကိုချက်ချင်းမပေးနိုင်ရင်လည်းရတယ်အရေးကြီးတာကဒီမိကုန်းတွေကတင့်ကိုကိုယ်အတွင်းစိတ်နဲ့ပြန်တွေးဆုံပေးနိုင်ပါတယ်လူတွေကအလုပ်တွေတာဝန်တွေပြန်ဆိုင်မှုတွေနဲ့အလုပ်ရှုပ်နေကြလွန်းတော့ကိုအချိန်ပေးပြီးမိကုန်းပေးဖို့တော့ပေးနေတတ်ပါတယ်ဒါပေမဲ့တစ်ခါတလေဘဝကိုပြောင်းလဲပေးနိုင်တာကအဖြေကောင်းတစ်ခုမဟုတ်ပါဘူးမှန်ကန်တဲ့မိကုန်းတစ်ခုဖြစ်နေတတ်ပါတယ်စံတန်မိုးကိုသိပြီးရင်နောက်တစ်ဆင့်ကိုဘယ်လိုလုပ်ရမလဲကိုဘဝမှာဘာကအရေးကြီးဆုံးလဲဆိုတာသိလိုက်ရုံနဲ့အလုံးပြီးသွားပြီလို့ထင်ရင်တော့မဟုတ်သေးပါဘူးအဲ့ဒီအသည့်ကိုလက်တွေ့ဘဝတွေရောက်လာအောင်လုပ်ပေးမဲ့နောက်ထပ်အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ရည်မှန်းချက်ချမှတ်ခြင်းပါပဲလူတချို့ကရည်မှန်းချက်ဆိုတာနှစ်သက်ပူရာရေးတဲ့ဆန္ဒစည်းရင်းလို့ထင်ကြတယ်ဒီနှစ်ကြံသွားမယ်ဒီနှစ်စာအုပ်90ဖတ်မယ်ဒီနှစ်မွေးပူစုမယ်ဒီလိုရေးထားပေမဲ့လာနေငကြသွားတဲ့ကအဲ့ဒီစာရွက်ကစပွဲအန်လွဲတဲ့မှာပဲကြံနေတတ်ပါတယ်ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတော့အဖြေကရိုးရှင်းပါတယ်ရည်မှန်းချက်ကကိုယ့်ရဲ့စံတန်မိုးတွေနဲ့မချိတ်ဆက်ထားလို့ပါစံတန်မိုးနဲ့မချိတ်ဆက်ထားတဲ့ရည်မှန်းချက်ကအကြရှိမခံဘူးဥပမာတစ်ခုစဉ်းစားကြည့်အောင်လူနှစ်ယောက်သလုံးမနက်9နာရီထားဖို့ဆုံးဖြတ်ကြတယ်ပထမတစ်ယောက်ကဆိုရှယ်မီဒီယာမှာလူတွေမနက်စောစောထားကြလို့လူလေးလိုက်ထားတာပါဒုတိယတစ်ယောက်ကတော့သူ့ရဲ့ကျန်းမာရေးကိုတန်ဖိုးထားတဲ့အတွက်မနက်စောစောထားပြီးလမ်းလျှောက်ချင်တာပါတလားလောက်ကြာသွားတဲ့အခါဘသူကပို့ပြီးတော့ဆက်လုပ်နိုင်မှုထင်ပါတယ်အများအားဖြင့်တော့ဒုတိယလူကပို့ပြီးတော့ကြာရှိပါတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့လှုပ်ဆောင်ချက်ကသူတန်ဖိုးထားတဲ့ဘဝနဲ့အရိုက်ချိတ်ဆက်နေပါတယ်လူတွေကိုတူးယူပြီးဆက်လုပ်တဲ့အရာကစိတ်အားတက်နေတဲ့အချိန်မှာတော့လွယ်တယ်ဒါပေမဲ့ကက်ကန်းကြုံလာတဲ့အချိန်မှာဆက်လုပ်ဖို့အကြောင်းပြချက်တွေမကြံတော့ပါဘူးကိုယ့်ရဲ့စံတန်မှုကနေထွက်လာတဲ့ရည်မှန်းချက်ကတော့ဘယ်သူမှမတိုက်တွန်းရင်တော့ကိုယ်တိုင်ဆက်လျှောက်သွားနိုင်တဲ့အင်အားကိုပေးပါတယ်ရည်မှန်းချက်ကရှင်းလင်းနေဖို့ဘာကြောင့်လိုရလဲတခါတလေကျွန်တော်အောင်မြင်ခြင်းနဲ့ဆိုတဲ့စကားကိုကြားဖို့ကြပါပါဒါပေမဲ့အောင်မြင်တယ်ဆိုတာဘာကိုပြောရလဲဝေများတာလားစီးပွားရေးကောင်းတာလားမိသားစုကိုပြောချင်သေးတာလားကျမ်းမာသေးတာလားလူတိုင်းအဖြေကမတူနိုင်ပါဘူးဒါကြောင့်ရည်မှန်းချက်တစ်ခုကဝေဝါးနေတဲ့စကားလုံးလေးနဲ့မဖြစ်သင့်ပါဘူးဥပမာအင်္ဂလိပ်စာတိုးချင်တယ်ဆိုတာတဲ့တစ်နှစ်အတွင်းအင်္ဂလိပ်ဝေါ်ဟာရာအလုံး1000တင်ယူမယ်ဆိုတာကပို့ပြီးတော့ရှင်းပါတယ်အားကြောင့်လဲဆိုတော့ဒီရည်မှန်းချက်ကိုပြန်တိုင်းတာလို့ရတယ်လက်ရှိဘယ်လောက်ရောက်နေပြီလဲဘယ်လောက်လူတည်လဲဆိုတာကိုလည်းသိနိုင်တယ်ဒီလိုရှင်းလင်းတဲ့ရည်မှန်းချက်ကနေ့စဉ်လှုပ်ဆောင်ရမယ့်အလုပ်တွေကိုလည်းပို့ပြီးတော့မြင်သာစေပါတယ်ကြီးမားတဲ့ရည်မှန်းချက်ကိုဘယ်လိုစတင်ရမလဲလူတော်တော်များအမှားတစ်ခုကရည်မှန်းချက်ကိုမြင်လိုက်တာနဲ့အဆုံးကိုပဲမြင်နေကြတာပါဥပမာကိုပိုင်လုပ်ငန်းတစ်ခုတည်ထောင်ခြင်းနဲ့စာရေးဆရာဖြစ်ခြင်းနဲ့နိုင်ငံသားမှာပညာသင်ခြင်းနဲ့ဒီလိုရည်မှန်းချက်တွေကိုတွေးလိုက်တာနဲ့လမ်းကအရန်ရှိနေလို့ခံစားရပါတယ်အဲဒီခါမဆရသေးခင်မှာပဲစိတ်ပြတ်သွားတတ်တယ်ဒါကြောင့်စာရေးဆရာကရေရှည်ရည်မှန်းချက်တွေကိုရေတူပန်းနိုင်လေးတွေအဖြစ်ခွဲလိုက်ဖို့အကြံပြုထားပါတယ်အဆောက်အုံကြီးတစ်ခုလုံးကိုအုတ်တလုံးချင်းနဲ့တိဆောက်ရတယ်လို့
ဘဝရဲ့ရည်မှန်းချက်တွေကိုလည်းနေ့စဉ်လှုပ်ဆောင်ချက်တည်တည်တွေကနေစတင်ရပါတယ်ဒီနေ့လုပ်ရမယ့်အရာကိုလုပ်နိုင်ရင်မနှက်ဖြန်ရဲ့တိုးတက်မှုဖြစ်လာပါတယ်အဲ့ဒီမနှက်ဖြန်တွေဆုလာတဲ့အခါမှာတစ်ချိန်မှာကိုမျောမှန်းထားတဲ့ပန်းနိုင်နဲ့နီးလာတာကိုသတိထားမိလာပါလိမ့်မယ်ခြေရှိရည်မှန်းချက်တစ်ခုကိုဘာကြောင့်အလေလန်းမှာလက်လျှော့မိတာလဲဘဝမှာလူများစုကအစကောင်းကြပါတယ်နှစ်တစ်ယောက်လင်းဆရာထက်တန်နဲ့စာအုပ်အသစ်ဝယ်တယ်အစီအစဉ်အသစ်တွေဆွဲတယ်ခြေမှန်းချက်အသစ်တွေချမှတ်တယ်ဒါပေမဲ့ရန်နေငယ်လာအနေငယ်ကြာသွားတဲ့အခါမှာအစာပိုင်းကမီးတောက်လို့တောက်လောင်နေတဲ့ဆရာထက်တန်မှုကတဖြည်းဖြည်းနဲ့မိမ့်မိန်သွားတတ်ပါတယ်နောက်ဆုံးရည်မှန်းချက်ကရှိနေသေးပေမဲ့လမ်းလျှောက်နေတဲ့သူကရက်သွားပါတယ်ဒီလိုဖြစ်ရတာစိတ်သက်မခိုင်ပါလို့မဟုတ်ပါဘူးရည်မှန်းချက်ကြီးကိုတလန်းနဲ့ရောက်ဖို့ကြိုးစားနေပြီလို့ဖြစ်ပါတယ်လှေကားတစ်ထစ်ချင်းတက်တယ်လို့ရည်မှန်းချက်ကိုတိစောက်ပါသိရှိမှာအထက်30ရှိတဲ့အဆောက်အဦတစ်လုံးရှိတယ်လို့စိတ်ကူးကြည့်ပါအပေါ်သုံးတက်ကိုကြည့်လိုက်တဲ့ချိန်ဒီလောက်မြင့်တာငါတက်နိုင်မှာမလားဆိုပြီးတော့စိတ်အားလျော့သွားနိုင်ပါတယ်ဒါပေမဲ့တစ်ထစ်ပြီးတစ်ထစ်ပဲအာယုံဆိုင်လိုက်တဲ့အခါမှာမိနစ်နည်းငယ်ကြာလာတော့ကိုဘယ်လောက်တောင်တက်လာပြီလဲဆိုတာကိုသတိထားမိလာပါတယ်ရည်မှန်းချက်တွေကလည်းဒီလိုပါပဲတောင်ထိပ်ကိုပဲအမြဲကြည့်နေမယ်ဆိုရင်တောင်ကပုံမြင့်လာလို့ခံစားရပါတယ်ရှေ့တလန်းကိုပဲအာယုံဆိုင်လိုက်တဲ့အခါတောင်ထိပ်ကတဖြည်းဖြည်းနဲ့နီးလာပါတယ်ဒါကြောင့်စာရေးဆရာကရေရှည်ရည်မှန်းချက်တိုင်းကိုရေတူပန်းနိုင်လေးတွေအဖြစ်ခွဲခြားဖို့အကြံပြုထားတာဖြစ်ပါတယ် long term goals ရေရှည်ရည်မှန်းချက်များအချိန်ကာလ1နှစ်2နှစ်ဒါမှမဟုတ်5နှစ်10နှစ်အထိကြာမြင့်နိုင်တဲ့ပန်းနိုင်တွေကိုဆိုလိုတာပါဥပမာကိုပိုင်စီးပွားရေးတစ်ခုတည်ထောင်နေတာဆရာဝန်ဖြစ်ချင်တာအင်ဂျင်နီယာဖြစ်ချင်တာနိုင်ငံခြားမှာမဟာဘွဲ့တက်ချင်တာအိမ်တစ်လုံးဝယ်ချင်တာဒီလိုရည်မှန်းချက်တွေကနေချင်းညချင်းပြီးမြောက်သွားမယ့်အရာတွေမဟုတ်ပါဘူးအချိန်ယူရတယ်စိတ်ရှည်ရတယ်အမှားတွေလည်းကြုံရတယ်ဒါကြောင့်ရေရှည်ရည်မှန်းချက်တစ်ခုကိုရှောက်လန်းနေတဲ့သူတွေအတွက်ဆရာထက်သန်မှုတစ်ခုတည်းနဲ့မလုံလောက်ပါဘူးစနစ်တကျစီစဉ်ထားတဲ့လမ်းကြောင်းတွေလိုအပ်ပါတယ် short term goal ကရေရှည်အောင်မြင်မှုတွေကိုဘယ်လိုပံ့ပိုးပေးသလဲဒီနေရာမှာနောက်ထပ်စကားလုံးတစ်ခုထပ်တွေ့ရပါလိမ့်မယ် short term goal ရေတိုရည်မှန်းချက်များပေါ့ရေတိုရည်မှန်းချက်ဆိုတာရေရှည်ရည်မှန်းချက်ကိုရောက်ဖို့အတွက်ဂျားမှာတဆင်ချင်းပြီးမြောက်ရမယ်ပန်းနိုင်မှုဖြစ်ပါတယ်ဥပမာသင်ကစိတ်သက်ကလေးတက်ချင်တယ်ဆိုပါတော့ဒါက long term goal ပါဒါပေမဲ့မနေ့ကညရင်စိတ်သက်ကလေးတက်လို့ရမလားမရပါဘူးဒါဆိုဘာလို့ရမလဲဒီနှစ်ဆောင်းမွေးဘက်မှာအမှတ်ကောင်းကောင်းရအောင်ကြိုးစားမယ်ဒီလမှာသင်ခန်းစာဘယ်နှခန်းပြီးအောင်ဖတ်မယ်ဒီဘက်မှာဘာသာရပ်တစ်ခုကိုပြန်လေ့ကျင့်မယ်ဒီနေ့မှာ2နာရီစာဖတ်မယ်ဒီလိုပန်းနိုင်လေးတွေက short term goal တွေဖြစ်ပါတယ်အဲ့ဒီရေတိုပန်းနိုင်လေးတွေစုပေါင်းလိုက်တဲ့အခါမှာရေရှည်ရှိမှန်းချက်ကတဖြည်းဖြည်းနဲ့အကောင့်တွေပေါ်လာပါတယ်မျက်စိရှိကတလန်းကိုပဲအာရုံစိုက်ပါတခါတလေလူတွေကတစ်နှစ်စာကိုဒီနှစ်တရက်ထဲနဲ့ပြီးချင်ကြတယ်ဒါပေမဲ့တရက်အတွင်းမပြည့်နိုင်တာတွေကိုစူးစမ်းပြီးတော့နောက်နေ့ရောက်တော့ပြင်ပန်းသွားတယ်အဲ့နောက်ငါမလုံးနိုင်ဘူးလို့ကိုယ့်ကိုယ်ကိုသတ်မှတ်လိုက်တတ်ပါတယ်တကယ်တော့ပြဿနာကတင်းရဲ့အရေးချင်းမဟုတ်ပါဘူးတင်းရဲ့နှိုးလင်းချက်ကလက်တွေ့နဲ့မကိုက်ညီတာဖြစ်ပါတယ်အောင်မြင်မှုဆိုတာအရှင်ပြင်းပြင်းနဲ့ခဏလေးပြေးနိုင်တာမဟုတ်ပါဘူးအရေးကြီးတာကရက်မသွားပဲနဲ့ဒီတိုင်းနည်းနည်းစီဆက်လျှောက်နိုင်မှုပါပဲရီမန်းချက်ကြည့်တာကကောင်းပါတယ်ဒါပေမဲ့လက်တွေ့ကြဖို့ပိုအရေးကြီးတယ်အိမ်မက်ကြီးမှတ်တာမှားသလားလုံးဝမမှားဘူးအိမ်မက်ရှိတဲ့လူတစ်ယောက်ကအိမ်မက်မရှိတဲ့လူတစ်ယောက်ထက်ရှေ့ကိုပိုရောက်နိုင်ပါတယ်ဒါပေမဲ့အိမ်မက်ကြီးတာနဲ့ရီမန်းချက်ကမှန်နေပြီလို့မဆိုလိုပါဘူးတချို့ရီမန်းချက်တွေကကိုယ့်ကိုတွန်းအားပေးမဲ့အစားကိုယ့်ကိုစိတ်ပြက်စေတတ်ပါတယ်ဘာကြောင့်လဲဆိုတော့အစာကလေးကလက်တွေ့မကျလို့ပါဥပမာမနေ့ကမှအင်္ဂလိပ်စာစလေ့လာတဲ့သူတစ်ယောက်က3လအတွင်း IS ဘန်တိုင်းရအောင်ဖြစ်မယ်လို့ဆုံးဖြတ်လိုက်တယ်ဆိုပါစို့ဆရာထက်သန်တာကတော့ကောင်းပါတယ်ဒါပေမဲ့လက်ရှိအရေးချင်းအချိန်နဲ့အခြေအနေကိုထက်မတွက်ပဲချမှတ်ထားတဲ့ရည်မှန်းချက်ကတနေ့မှသူ့ကိုယ်သူယုံကြည်မှုပျောက်ဆုံးသွားသိနိုင်ပါတယ်အရန်လွယ်လည်းမဖြစ်သင့်ဘူးအရန်ခက်လည်းမဖြစ်သင့်ဘူးဒီတော့ရည်မှန်းချက်ကဘယ်လိုမျိုးဖြစ်တဲ့လဲစာရေးဆရာကအရေးကြီးတဲ့အချက်တစ်ခုကိုပြောထားပါသေးတယ်ရည်မှန်းချက်ကကိုယ့်ကိုစူးစမ်းခြင်းသိဖြစ်စေရမယ်ဒါပေမဲ့အစာကလေးကလက်လျှော့ခြင်းသိမဖြစ်စေရဘူးဥပမာတက္ကသိုလ်ဘွဲရပြီးသားလူတစ်ယောက်ကဒီနှစ်အတွင်းမူလာတန်းသင်ချာကိုအောင်လုပ်မယ်လို့ပြောရင်ဒါကရည်မှန်းချက်မဟုတ်တော့ပါဘူးလုံးနိုင်ပြီးသားအရာကိုပြန်လုပ်နေတာဖြစ်ပါတယ်တစ်ဖက်မှာလည်းအတွေ့အကြုံမရှိသေးဘဲနဲ့တစ်လအတွင်းကမ္ဘာအကောင်းဆုံးစီးပွားရေးလုပ်ငန်းရှင်ဖြစ်ရှင်နေဆိုရင်အဲ့ဒါကလက်တွေ့မကျပါဘူးဒီနှစ်ခုကြားကကိုယ့်ကိုအားဆိုင်ရစေပြီးကြိုးစားရင်ရောက်နိုင်တဲ့ပန်းနိုင်မှုကတကယ်တင့်တော်နေရည်မှန်းချက်ဖြစ်ပါတယ်ကိုယ့်ရဲ့တိုးတက်မှုကိုမြင်ရတဲ့ရည်မှန်းချက်ဖြစ်ပါတယ်လူလူမျိုးတနေ့လုံးကြိုးစားနေတယ်ဒါပေမဲ့ငါတိုးတက်လာရဲ့လားဆိုတော့မသိကြဘူးဘာကြောင့်လဲဆိုတော့အစကတည်းကတိုင်းတာလို့ရတဲ့ရည်မှန်းချက်မချထားသေးလို့ပါဥပမာစာများများဖတ်မယ်ဆိုတာထက်ဒီလအတွင်းစာအုပ်နှုတ်အပြီးဖတ်မယ်ဆိုတာကပို့ပြီးတော့ရှင်းလင်းပါတယ်လေ့ကျင့်ခန်းလုပ်မယ်ဆိုတာတဲ့တစ်ပတ်ကို9ရက်
တစ်ရက်ကိုမိနစ်30လမ်းလျှောက်မယ်ဆိုတာကပို့ပြီးတော့အကောင့်ထဲပေါ်ကိုလွှဲပါတယ်ကိုတိုးတက်လာတာကိုမြင်ရတဲ့အခါစိတ်အားလည်းပိုတက်လာပါတယ်ဒါကရည်မှန်းချက်တစ်ခုဆက်ရှင်တန်နေဖို့အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ် motivation ဆိုတာစောင့်နေရတဲ့အရာမဟုတ်ဘူးဒီနေရာမှာလူများသူနားလည်မှုလွဲနေတဲ့အရာတစ်ခုရှိပါတယ် motivation လုံးဆောင်ခြင်းစိတ်ဒါမှမဟုတ်တွန်းအားလူတချို့ကစိတ်ခံစားချက်ရလာရင်ဒီလုပ်ကိုလုပ်မယ်လို့ပြောတတ်ပါတယ်ဒါပေမဲ့စိတ်ခံစားချက်ရလာတော့ကိုထိုင်ဆောင်နေရင်အချိန်ကြီးပဲကုန်သွားပါလိမ့်မယ်စာရေးဆရာရဲ့အမြင်ကတော့ motivation ဆိုတာစောင့်ရတဲ့အရာမဟုတ်ပါဘူးဖန်တီးယူရတဲ့အရာဖြစ်ပါတယ်ဘယ်လိုဖန်တီးရမလဲရေရှည်ရှိမှန်းချက်တွေကိုရေတိုပန်းနိုင်လေးတွေအဖြစ်ခွဲလိုက်တဲ့အခါမှာပန်းနိုင်တစ်ခုအောင်မြင်နိုင်ငါလုံးနိုင်တယ်ဆိုတဲ့ယုံကြည်မှုတိုးလာပါတယ်အဲဒီယုံကြည်မှုကနောက်တဲ့ခြေလှမ်းကိုဆက်လှမ်းကိုအင်အားဖြစ်လာပါတယ်ကြီးမားတဲ့အောင်မြင်မှုတိုင်းရဲ့နောက်ွယ်မှာအခါတလေလူတွေကအောင်မြင်နေတဲ့သူကိုပဲမြင်ကြပါတယ်ဒါပေမဲ့အဲ့ဒီအောင်မြင်မှုရဲ့နောက်ွယ်မှာနေတိုင်းထက်ခါလုပ်ခဲ့တဲ့အလုပ်တိတိလေးတွေကိုတော့မမြင်ကြပါဘူးအဆောက်အုံကြီးတစ်ခုလုံးကိုကြည့်လိုက်ရင်လှတယ်လို့ပဲမြင်ပါတယ်ဒါပေမဲ့အုတ်တလုံးချင်းဒီကိုဘယ်သူမှသတိမထားမိပါဘူးဘဝကလည်းဒီလိုပါပဲတနေ့တာရဲ့လှုပ်ဆောင်တဲ့တိတိလေးတွေကအချိန်ကြာလာတဲ့အခါကိုဘဝရဲ့ပုံစံတစ်ခုလုံးကိုပြောင်းလဲပြီးနေပါတယ်ဒါကြောင့်ရေရှည်ရည်မှန်းချက်ကိုကြည့်ပြီးမကြောက်ပါနဲ့ဒီနေ့လုပ်ရမယ့်တလန်းကိုပဲအာရုံစိုက်ပါအဲ့ဒီတလန်းတွေဆူလာတဲ့အခါတစ်ချိန်မှာကိုတောင်မယုံနိုင်လောက်အောင်အဝေးကိုရောက်နေပြီဆိုတာသိလာပါလိမ့်မယ်ကြောက်တာကပြဿနာမဟုတ်ဘူးမစတင်တာကပြဿနာလူတို့များကတိုးတက်ချင်တဲ့စိတ်မရှိလို့ရက်နေတာမဟုတ်ပါဘူးတကယ်တော့ဆုံးဖြတ်ချက်တစ်ခုချဖို့ကြာလုံးနေတာဖြစ်ပါတယ်ဥပမာကုမ္ပဏီတစ်ခုမှာနှစ်ပေါင်းများစွာအလုပ်လုပ်လာတဲ့ဝန်ထမ်းတယောက်ကိုစဉ်းစားကြည့်သူ့မှာလုပ်ငန်းအတွေ့အကြုံရှိတယ်အရေးချင်းလည်းရှိတယ်ဒါပေမဲ့ပိုကောင်းတဲ့အခွင့်အရေးတစ်ခုရလာတဲ့အချိန်မှာအခုအလုပ်ကအဆင်ပြေနေတာပဲအလုပ်အသစ်ကိုသွားရင်အဆင်မပြေရင်ဘယ်လိုလုပ်မလဲခဏလေးထပ်ဆောင်ကြည့်အောင်မယ်ဆိုပြီးတော့ရက်ရွှေ့လိုက်တယ်အဲ့လိုနဲ့လာရွှေ့လိုက်တယ်နှစ်ရွှေ့လိုက်တယ်နောက်ဆုံးမှာအဲ့ဒီအခွင့်အရေးကတခြားတစ်ယောက်စီရောက်သွားပါတယ်နောက်မှာအဲ့ဒီတော့ကသာဆုံးဖြတ်ခဲ့ရင်ဆိုတဲ့စကားကိုပြန်ပြောရုံကလည်းပြီးဘာမှမတက်နိုင်တော့ပါဘူးဘဝမှာအခွင့်အရေးတွေကအမြဲတမ်းတကားဖွင့်ပြီးစောင့်မနေပါဘူးအစင်သင်းဖြစ်နေတဲ့သူကိုပဲရွေးချယ်သွားတတ်ပါတယ်comfort zone ကဘာကိုခွေယူသွားတာလဲလူတော်တော်များထင်တာကcomfort zone ထဲမှာနေရင်ဘာအနေမှမရှိဘူးလို့ပါတကယ်တော့အနေရမရှိတာမဟုတ်ပါဘူးအပြောင်းအလဲမရှိတော့တာဖြစ်ပါတယ်ဒီနေ့လဲမနေ့ကလူပဲနောက်တစ်ပတ်လဲဒီတိုင်းပဲနောက်တစ်နှစ်လဲမထူးကြဘူးအချိန်လေးကုန်သွားတာကိုသတိထားမိပြီးကိုဘဝကဘယ်လောက်တိုးတက်လာတယ်လဲဆိုတာကိုပြန်ကြည့်တဲ့အခါတိတိတတ်တာပြောင်းလဲသွားတာမရှိတော့ပါဘူးတခါတလေလူတစ်ယောက်ရဲ့အကြီးမားဆုံးဆုံးရှုံးမှုကရှုံးနေခြင်းမဟုတ်ဘူးတိုးတက်နိုင်တဲ့အခွင့်အရေးကိုမရွေးချယ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ကိုလှည့်သားနေတာတခြားသူတွေမဟုတ်ဘူးကိုယ်စိတ်ပဲဖြစ်တယ်လူတစ်ယောက်ရဲ့ဘဝကိုအကြီးမားဆုံးပြောင်းလဲပေးနိုင်တာအခွင့်အရေးမဟုတ်ဘူးကျန်းမာရေးမဟုတ်ဘူးငွေကြေးလည်းမဟုတ်ဘူးအားကိုငါဘယ်လိုမြင်တယ်လဲဆိုတဲ့အမြင်တစ်ခုပဲဖြစ်ပါတယ်ဒီစကားကိုနားထောင်လိုက်ရင်ရိုးရှင်းသလိုထင်ရပေမဲ့ဘဝကိုပြန်ကြည့်လိုက်တဲ့အခါလူတော်တော်များကကိုယ့်ရဲ့အိမ်မက်ကိုတခြားသူတွေဖျက်ဆီးလို့မဟုတ်ဘဲနဲ့ကိုယ်စိတ်ထဲကအတန်တန်ကြောင့်လှက်လိုက်တာကိုတွေ့ရပါလိမ့်မယ်အဲ့ဒီအတန်ကအခုမလုပ်သေးလဲရပါတယ်နောက်မှစလဲနောက်မကြသေးပါဘူးဒီလောက်ဆိုလုံလောက်ပါပြီဆိုပြီးအနေရမရှိတဲ့စကားလုံးတွေနဲ့ပြောနေသလိုထင်ရပါတယ်ဒါပေမဲ့နှစ်တွေကြာလာတဲ့အခါအဲ့ဒီအတန်ကပဲကျွန်တော်တို့ကိုမနေ့ကနေရာမှာပဲဆက်ပြီးတော့ရက်နေစီပါတယ်စာရေးသက်ပြောချင်တဲ့အဓိပ္ပာယ်ကလူတွေကိုချုံအောင်ထားတာတန်ကြိုးတွေမဟုတ်ဘူးမပြောင်းလဲခြင်းတဲ့အတွေးတွေဖြစ်ပါတယ်ဆိုတာပါပဲကျွန်တော်တို့ယုံကြည်နေတဲ့အရာတိုင်းအမှန်တရားဖြစ်ရှင်မှာဖြစ်တယ်စဉ်းစားကြည့်ပါလန်ဒန်လန်ကိုနှစ်ပေါင်းများစွာမှားပြီးသွားနေတဲ့သူတယောက်ကအဲ့ဒီလန်ကိုမှန်တယ်လို့ပဲယုံနေပါပါဘာကြောင့်လဲဆိုတော့သူအဲ့ဒီလန်ပဲအမြဲသွားဘူးလို့ပါအတွေးတွေဆိုတာလေဒီလိုပဲအချိန်ကြာလာတဲ့အမျှကျွန်တော်တို့ရဲ့အတွေးတချို့ကိုအမှန်တရားဖြစ်လက်ခံနိုင်ကြတယ်ဒါပေမဲ့အချိန်ကြာတိုင်းအမှန်ဖြစ်လာတာတော့မဟုတ်ပါဘူးတချို့အတွေးတွေကငယ်တုန်းကကြားခဲ့ရတဲ့စကားတစ်ခုကနေစတင်တာဖြစ်နိုင်တယ်တချို့ကတော့ကြာရှုံးမှုတစ်ချိန်ကနေမူးပွားလာတာဖြစ်နိုင်တယ်တချို့ကတော့ဘယ်တော့မှမဆန်းသက်ကြည့်ခဲ့တဲ့အရာကိုဖြစ်နိုင်ဘူးလို့အချို့ဆုံးဖြတ်ထားလိုက်တာကြောင့်ဖြစ်နိုင်တယ်ဒီလိုယုံကြည်ချက်တွေကအချိန်ကြာလာတဲ့အမျှအမှန်တရားမဟုတ်တော့ဘဲနဲ့အချင်းတစ်ခုဖြစ်သွားပါတယ်ယုံကြည်မှုတစ်ခုကဘဝတစ်ခုကိုဆုံးဖြတ်နိုင်တယ်လူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲသွားစေတာအမြဲတမ်းအဖြစ်ပြက်ကြီးတွေမဟုတ်ပါဘူးတစ်ခါတလေနေတိုင်းထက်ခါတွေးနေတဲ့အတွေ့တစ်ခုကသူ့ဘဝရဲ့ဥတီယာကိုတဖြည်းဖြည်းပြောင်းလဲပြီးသွားပါတယ်အစာပိုင်းမှာဒီအတွေ့ကသေးငယ်တယ်အနေရမရှိသလိုလည်းထင်ရတယ်ဒါပေမဲ့အဲ့ဒီအတွေ့ကိုနေတိုင်းယုံကြည်လာတဲ့အခါမှာဒီနေ့မှာအဲ့ဒါကကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုစတင်ထိန်းချုပ်လာပါတယ်ဘယ်အရာကိုစလုပ်ရမလဲဘယ်အရာကိုလက်လျှော့ရမလဲဘယ်အရာကိုရှောင်ရမလဲအဲ့ဒီဆုံးဖြတ်ချက်တိုင်းနောက်ွယ်မှာကျွန်တော်တို့မမြင်မိတဲ့ယုံကြည်ချက်တစ်ခုရှိနေတတ်ပါတယ်အတွေးတစ်ခုကိုအမှန်တရားလို့ယုံလိုက်တဲ့နေ့ကစပြီးဘဝကပြောင်းလဲသွားတယ်
လူတွေဟာအပြစ်မှန်တိုင်းမဆုံးဖြတ်ကြပါဘူးကိုယုံကြည်ထားတဲ့အတိုင်းပဲဆုံးဖြတ်ကြတာဖြစ်ပါတယ်ဥပမာတကားတစ်ချက်ကဖွင့်ထားတယ်လူတစ်ယောက်ကဒီတကားကိုဖွင့်လို့ရတယ်လို့မြင်တယ်နောက်တစ်ယောက်ကတော့မဖွင့်သင့်ဘူးလို့မြင်တယ်တကားကတော့အတူတူပါပဲကွာခြားသွားတာကတကားမဟုတ်ဘူးအဲ့ဒီတကားကိုချီတဲ့အမြင်ဖြစ်ပါတယ်ဘဝမှာလည်းဒီလိုပါပဲတူညီတဲ့အခွင့်အရေးတစ်ခုကိုတစ်ယောက်ကစတင်ဖို့အခွင့်အရေးလို့မြင်တယ်နောက်တစ်ယောက်ကတော့စုံသားရမယ့်အနေလို့မြင်တယ်အဖြစ်အပျက်ကမတူတာမဟုတ်ပါဘူးယုံကြည်မှုကမတူတာဖြစ်ပါတယ်ကိုယ်စိတ်ကိုမိကုန်းပြန်ထုတ်ရတဲ့သူကကိုယ့်ဘဝကိုလည်းပြောင်းလဲရတဲ့ဥပမာကိုယ်စိတ်ထဲမှာဒါကငါနဲ့မဖြစ်နိုင်ဘူးဆိုတဲ့အတွေ့တစ်ခုပေါ်လာတယ်ဆိုပါစို့အဲ့ဒီမှာအတွေ့ကိုအဆုံးသတ်မဖြစ်လိုက်ပါနဲ့ကိုဘာကြောင့်ငါဒီလိုယုံနေတာလဲဆိုတာကိုမေးကြည့်လိုက်ပါတခါတည်းနဲ့မရက်တတ်ပါနဲ့ထပ်မေးပါဒီအတွေ့ကိုယုံလောက်တဲ့တက်တည်တကယ်ရှိလားနောက်ထပ်မေးပါငါယုံနေတဲ့အရာကအမှန်တရားလားဒါမှမဟုတ်ငါရဲ့အတိတ်ပဲဖွင့်ဆိုချက်တက်လားဒီလိုမျိုးတွေကကိုယ့်အတွေ့ကိုဖျက်ဆီးဖို့မဟုတ်ပါဘူးကိုယ့်အတွေ့ကိုနားလည်ဖို့ဖြစ်ပါတယ်လူအများစုကအဖြေတွေရှာဖို့အချိန်ပေးကြတယ်ဒါပေမဲ့စာရေးစရာပြောချင်တာကတစ်ခါတလေဘဝကိုပြောင်းလဲပြီးတာအဖြေကောင်းတစ်ခုမဟုတ်ပါဘူးမှန်ကန်တဲ့မိကုန်းတစ်ခုဖြစ်နိုင်ပါတယ်အတွေ့တစ်ခုကိုဖယ်ရှားရုံနဲ့မလုံလောက်သေးဘူးလူတို့များကကိုယ့်ရဲ့အားနည်းချက်ကိုသိသွားပြီဆိုရင်ပြောင်းလဲနိုင်ပြီလို့ထင်တတ်ကြပါတယ်ဒါပေမဲ့စာရေးစရာကတော့အဲ့ဒီလိုမမြင်ပါဘူးအပြတ်သဘောဆောင်တဲ့ယုံကြည်ချက်တစ်ခုကိုတွေးလိုက်ရုံနဲ့မပြီးသေးပါဘူးအဲ့ဒီနေရာကိုပိုကောင်းတဲ့ယုံကြည်ချက်တစ်ခုနဲ့အစားထိုးပေးဖို့လိုပါတယ်မဟုတ်ရင်အတွေးဟောင်းကအချိန်တစ်ခုကြာလာတယ်နဲ့ပြောင်းဝင်လာတတ်ပါတယ်ဒါဟာအပင်တစ်ပင်ကိုအရွက်ပဲဖြတ်လိုက်တဲ့နဲ့တူပါတယ်အမြင့်ကရှိနေသေးသည်အချိန်တန်ရင်အရွက်အသစ်တွေပြန်ထွက်လာမှာပါယုံကြည်ချက်တွေကလည်းအတူတူပဲပုံရအတွေးကိုပြောင်းလိုက်တာထက်အမြင့်မှာရှိနေတဲ့ယုံကြည်ချက်ကိုပြောင်းနိုင်မှာအပြောင်းလဲကတကယ်စတယ်ဖြစ်ပါတယ်ကိုယ်စိတ်ကပြောနေတဲ့စကားတိုင်းကိုမယုံပါနဲ့လူတွေဟာတခြားသူတွေပြောတဲ့စကားကိုတော့တန်တရားဝင်နေကြတယ်ဒါပေမဲ့ကိုယ်စိတ်ထဲကအတန်ကိုတော့အမှန်တရားဖြစ်လက်ခံနိုင်ကြပါတယ်ဒီနေရာမှာတစ်ခါလောက်စဉ်းစားကြည့်ပါသင်စိတ်ကဒါမဖြစ်နိုင်ဘူးလို့ပြောလိုက်တိုင်းတကယ်မဖြစ်နိုင်တာလားဒါမှမဟုတ်သင်စိတ်ကအရင်အတွေ့အကြုံတစ်ခုကိုပြန်သတိရပြီးတော့သင်ကိုကာကွယ်ဖို့ကြိုးစားနေတာလားဒီနှစ်ခုကလုံးဝမတူတဲ့အရာတွေဖြစ်ပါတယ်ကျွန်တော်တို့ရဲ့စိတ်ကအန္တရာယ်ကိုရှောင်ဖို့အမြဲကြိုးစားပါတယ်ဒါပေမဲ့စိတ်ကသတ်မှတ်တဲ့အန္တရာယ်ထဲမှာတိုးတက်မှုအခွင့်အရေးတွေပါနေတတ်ပါတယ်အဲဒါကြောင့်စိတ်ထဲကပြောသမျှကိုနားထောင်ရမှာမဟုတ်ဘဲနဲ့စစ်ဆေးတတ်ဖို့လည်းလိုပါတယ်ယုံကြည်ချက်ကဘဝရဲ့ဥတီယာကိုသတ်မှတ်ပေးတယ်ဒီနေရာမှာစာရေးစရာပြောချင်တဲ့အဓိကအချက်တစ်ခုရှိပါတယ်လူတစ်ယောက်ရဲ့ဘဝကိုအပြင်ကအခြေအနေတွေကသာပုံဖော်နေတာမဟုတ်ပါဘူးသူစိတ်ထဲမှာအမြင့်တွင်နေတဲ့ယုံကြည်ချက်တွေကလည်းဘဝရဲ့ဥတီယာကိုတိတ်တိတ်လေးဆုံးဖြတ်ပေးနေပါတယ်လူတစ်ယောက်ဘယ်လိုရွေးချယ်မလဲဘယ်လိုတုံ့ပြန်မလဲဘယ်လမ်းကိုရှောက်မလဲအဲ့ဒီຢာတွေနောက်ွယ်မှာအမြဲတမ်းယုံကြည်ချက်တစ်ခုရှိနေတတ်ပါတယ်အဲ့ဒါကြောင့်ဘဝကိုပြောင်းလဲခြင်းတဲ့အခါလုပ်ရက်ကိုပဲပြင်ဖို့စူးစမ်းနေတာထက်အဲ့ဒီလုပ်ရက်ကိုဥဆောင်နေတဲ့အတွေးအမြင်ကိုအရင်ပြန်ဆန်းစစ်ဖို့လိုပါတယ်ဘဝကတရက်ထဲနဲ့ပြောင်းလဲမသွားဘူးဘဝကိုပြောင်းလဲဖို့ဆိုရင်ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုလိုတယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့စာရေးစရာကဘဝဆိုတာရုပ်တရက်ပြောင်းလဲသွားတဲ့အရာမှမဟုတ်ဘူးလို့ပြောပါတယ်ဒီနေ့သင်ဘယ်လိုတွေးသလဲဘယ်အရာကိုဦးစားပေးသလဲဘယ်လိုဆုံးဖြတ်သလဲဒီလိုရွေးချယ်မှုလေးတွေကနေ့တစ်နေ့ကိုဖြစ်လာစေပါတယ်အဲ့ဒီနေ့ရက်တွေဇက်တိုက်ပေါင်းစည်းလာတဲ့အခါမှာဘဝတစ်ခုဖြစ်လာပါတယ်ဒါကြောင့်မနှက်ဖြန်ကိုပြောင်းလဲခြင်းရင်အရင်ဆုံးပြောရမှာတဘဝလုံးမဟုတ်ပါဘူးဒီနေ့ရဲ့အတွေ့တစ်ခုဒီနေ့ရဲ့ရွေးချယ်မှုတစ်ခုဒီနေ့ရဲ့လှုပ်ဆောင်ချက်တစ်ခုကနေစတင်ရမှာဖြစ်ပါတယ်ကြီးမားတဲ့အပြောင်းလဲတွေရဲ့အမြဲတမ်းအစပြုတာကလူများသူသတိမထားမိတဲ့အပြောင်းလဲအသေးလေးတွေတစ်ခုကနေပါပဲပြောင်းလဲမှုဆိုတာအပြင်ကမစပါဘူးလူတို့များကဘဝကပြောင်းလဲဖို့ဆိုရင်အလုပ်တစ်လိုတယ်ဝင်ငွေပို့လိုတယ်အခွင့်အရေးကောင်းတစ်ခုလိုတယ်လို့ထင်ကြတယ်ဒါပေမဲ့စာရေးစရာကတော့အဲ့ဒီအမြင်ကိုမေးခွန်းထုတ်ထားပါတယ်အပြင်ကအခြေအနေတွေမပြောင်းလဲသေးခင်အရင်ဆုံးပြောင်းလဲရမှာကိုယ့်ရဲ့အတွင်းစိတ်ဖြစ်ပါတယ်အတွင်းဟောင်းနေနဲ့ရလက်အသစ်ကိုမျှော်လင့်နေလို့မရပါဘူးမနေ့ကလိုပဲတွေးမယ်မနေ့ကလိုပဲဆုံးဖြတ်မယ်မနေ့ကလိုပဲလှုပ်ဆောင်မယ်ဒါဆိုရင်မနှက်ဖြန်ကလည်းမနေ့ကနဲ့မကွာခြားနိုင်ပါဘူးအပြောင်းလဲကိုလက်ခံရတဲ့သူကပဲအနာဂတ်ကိုပြောင်းလဲနိုင်တယ်။အခါတလေကျွန်တော်တို့ကြောက်တာကကြာရှုံးမှာမဟုတ်ဘူး။အရင်ကရင်းနှီးနေတဲ့ပုံစံကားတွေခွဲထွက်ရမှာပေါ့ပါ။ဘာကြောင့်လဲဆိုတော့ရင်းနှီးနေတဲ့အရာတွေကမှန်နေတာကြောင့်မဟုတ်ဘူး။ရင်းနှီးနေလို့ပဲစိတ်ချမ်းသာသူခံစားရတာဖြစ်ပါတယ်။ဒါပေမဲ့တက်တောင့်တက်တာခံစားရတဲ့နေရာတိုင်းကတိုးတက်မှုရှိတဲ့နေရာတော့မဟုတ်ပါဘူး။ဘဝမှာအရေးကြီးဆုံးသင်ခန်းစာတွေတန်ဖိုးရှိဆုံးအတွေ့အကြုံတွေအများအပြားကျွန်တော်တို့မရင်းနှီးသေးတဲ့နေရာတွေမှာပဲရှိနေတတ်ပါတယ်။အချိန်ကိုစီမံခန့်ခွဲခြင်းရဲ့ရွေးချက်ကအလုပ်ပို့လို့မဟုတ်ဒီထိရောက်လာတဲ့အခါမှာစာရေးစရာပြောချင်တဲ့အဓိကအကြောင်းရင်းကပိုပြီးရှင်းလင်းလာပါတယ်
အချိန်စီမံခန့်ခွဲမှုဆိုတာတစ်နှစ်တာထဲမှာအလုပ်တွေအများကြီးထည့်လို့မဟုတ်ပါဘူးကိုဘဝအတွက်အဓိပ္ပာယ်ရှိတဲ့အရာတွေကိုဦးစားပေးနိုင်မှုဖြစ်ပါတယ်အလုပ်များတာနဲ့အကျိုးရှိတာမတူပါဘူးတနေ့လုံးမနာမနေလှုပ်ရှားနေတာနဲ့ရင်မှန်းချက်စီနီးလာတယ်လို့မဆိုလိုပါဘူးတကယ်အရေးကြီးတာကဒီနေ့ကုံဆုံးသွားတဲ့အချိန်တွေကကိုဖြစ်ချင်လာတဲ့လူတစ်ယောက်နဲ့ပုံနီးသွားသေးသလားပိုဝေးသွားသေးလားဆိုတာကိုပြန်မေးကြည့်ဖို့ပဲဖြစ်ပါတယ်ဒီစာအုပ်ကပေးခြင်းတဲ့အကြီးမားဆုံးသတင်းစကားစာရေးချက်ကအချိန်မစီမခံမှုနီလန်းတွေထက်ပိုပြီးအရေးကြီးတဲ့အရာတစ်ခုကိုပြောပြထားပါသေးတယ်အဲ့ဒါကတော့ကိုဘဝကိုကိုယ်တိုင်ရွေးချယ်နိုင်တဲ့စွမ်းအားဟာလူတိုင်းမှာရှိတယ်ဆိုတာပါပဲအဲ့ဒီရွေးချယ်မှုကဒီနေ့ကိုဘာကိုယုံကြည်မလဲဘာကိုဦးစားပေးမလဲဘာကိုစတင်လှုပ်ဆောင်မလဲဆိုတဲ့အရာလေးတွေကနေစတင်ပါတယ်အချိန်ဆိုတာလူတိုင်းကိုတန်းတူပေးထားတဲ့အရာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ကိုဘယ်လိုအဓိပ္ပာယ်ရှိအောင်အသုံးချမလဲဆိုတာကတော့လူတစ်ယောက်ချင်းတည်းရဲ့ရွေးချယ်မှုပုံမှာပဲမူတည်ပါတယ်အဆုံးသတ်အနေနဲ့စာအုပ်တုပ်ကိုဖတ်ပြီးတဲ့အခါတချို့လူတွေကအကြောင်းအရာတွေကိုမှတ်ထားကြတယ်တချို့လူတွေကတော့ကိုယ်ကားစကားလုံးတွေကိုမှတ်ထားကြတယ်ဒါပေမဲ့တကယ်တိုးတက်သွားတဲ့လူတွေကတော့သူတို့ရဲ့နေ့စဉ်ဘဝကိုပြန်ကြည့်တတ်ကြပါတယ်ဒီစာအုပ်ကအချင်းကိုစီမံခန့်ခွဲတဲ့နည်းလမ်းတွေကိုပြောပြခဲ့တာထက်ဘဝကိုဘယ်လိုဦးဆောင်ရမလဲဆိုတဲ့အမြင်တစ်ခုကိုပေးခဲ့တာဖြစ်ပါတယ်အချင်းကဘယ်သူမှမဆောင်မနေပါဘူးရက်လည်းရက်မနေပါဘူးနေ့တိုင်းတိတ်တိတ်လေးရှေ့ကိုဆက်ရှုနေပါတယ်အဲ့လိုပဲကျွန်တော်တို့ရဲ့ဘဝကလည်းနေ့စဉ်ရွေးချယ်မှုတွေရဲ့နောက်ကိုတိတ်တိတ်လေးလိုက်ပြီးတော့ပုံဖော်နေပါတယ်အခါတလေလူတွေကအနာဂတ်ကိုပြောင်းလဲဖို့နီလာအသစ်တွေရှောက်ဖွင့်နေကြတယ်ဒါပေမဲ့အနာဂတ်ဆိုတာတနေ့နေ့မှာရောက်လာမယ့်အရာမဟုတ်ပါဘူးဒီနေ့ကျွန်တော်တို့ရွေးချယ်လိုက်တဲ့အရာတွေစုပေါင်းပြီးတော့ဖြစ်လာတဲ့အရာပဲဖြစ်ပါတယ်ဒါကြောင့်ဘဝကိုပြောင်းလဲဖို့ပြည့်စုံတဲ့အချိန်ကိုမစောင့်ပါနဲ့ပြည့်စုံတဲ့အခြေအနေကိုလည်းမစောင့်ပါနဲ့လူတစ်ယောက်ရဲ့ဘဝကအရာအလုံးအစဉ်သင်းဖြစ်တဲ့နေ့မှာစတင်တာမဟုတ်ပါဘူးကိုယုံကြည်တဲ့အရာတစ်ခုအတွက်စတင်ဆုံးဖြတ်လိုက်တဲ့နေ့မှာစတင်တာပါဒီစာအုပ်ကိုဖတ်ပြီးသွားတဲ့အချိန်မှာအကြောင်းအရာအလုံးကိုမှတ်မိနေဖို့မလိုပါဘူးဒါပေမဲ့ကိုယ့်ဘဝကိုပြန်ကြည့်မိစေတဲ့အတွေ့အကြုံတစ်ခုတော့ပါသွားစေချင်ပါတယ်အရှင်ကိုပြောင်းလဲနိုင်တာမဟုတ်ပေမဲ့အရှင်ကိုဖြတ်တန်းတဲ့ပုံစံကိုတော့ကျွန်တော်တို့ပြောင်းလဲနိုင်ပါတယ်အဲ့ဒီအပြောင်းလဲကတစ်နေ့မှာကိုယ့်ဘဝတစ်ခုလုံးရဲ့အတိတ်ပဲကိုပြောင်းလဲပေးနိုင်ပါတယ်ဒီနေ့မျှဝေခဲ့တဲ့အကြောင်းအရာတွေကသိစိတ်တွေကိုထိသွားတဲ့အချက်တစ်ခုရှိခဲ့ရင်အဲ့ဒီအချက်တွေကိုဒီဗီဒီယိုနဲ့အတူမထားခဲ့ပါနဲ့မနှက်ပြန်အထိလည်းမရှိပါနဲ့ဒီနေ့အခုပဲသင်ဘဝတွေမှာစတင်အသုံးချလိုက်ပါတကယ်အသိပညာဆိုတာဖတ်ပြီးသိသွားတာမဟုတ်ပါဘူးအသုံးချလိုက်တဲ့အချိန်မှာပဲဘဝကိုစတင်ပြောင်းလဲပေးတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတွေအထောက်အကူဖြစ်စေမယ်လို့လည်းယုံကြည်ပါတယ်အကျိုးရှိတယ်ဆိုရင် channel ကို like နဲ့ share လေးနဲ့အားပေးသွားပြီးတော့ဗီဒီယိုအသစ်တွေနဲ့သိရအောင်လို့ notification လေးကိုလည်းနှိပ်သွားခဲ့ပြီးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ